Hello အားလုံးပဲမင်္ဂလာပါဗျ။ဒီနေ့ဒီဗီဒီယိုမှာစိတ်ဝင်စားဖွယ်အကြောင်းအရာတစ်ခုကိုကျွန်တော်ပြောပြချင်ပါတယ်။ငကားတကယ်ရှိခဲ့တာလား။ဒါမှမဟုတ်လူသားတွေစိတ်ကူးရေးပုံဖော်ထားတာလား။အထူးသဖြင့်မြမရည်ကြီးမှုတွေမှာငကားကိုဘယ်လိုယုံကြည်ကြတာလဲ။အခုဒီအကြောင်းအရာတွေကိုတဆင့်ချင်းကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်။ငကားဆိုတာတရုတ်မြန်မာထိုင်းနဲ့အရှေ့တိုင်းနိုင်ငံတွေအလိုလင်းစားရတဲ့သတ္တဝါတစ်မျိုးပါတရုတ်မှာငကားကိုလွန်းလို့ခေါ်ကြတယ်မြန်မာပြည်မှာတော့ငကားဒါမှမဟုတ်ငကနာလို့ခေါ်ကြတယ်ဗုဒ္ဓဘာသာထဲမှာငကနာဟာဖယားကိုကာကွယ်ပေးသူအဖြစ်ထင်ရှားပါတယ်အချို့တော်သူလယ်သမားတွေကတော့မိုးရဖို့ဆုတောင်းရမှာပါငကားကိုယုံကြည်ကြတယ်ဆိုလိုတာကတော့ငကားဟာလူရည်ကြည်မှုနဲ့ပတ်သက်နေတဲ့သတ္တဝါတစ်ခုပါသိပ္ပံပညာရှင်တချို့ကတော့ငကားဆိုတာအရေခေတ်ကဒိုင်နိုဆောတွေရဲ့အရိုးတွေကိုလူသားတွေရဲ့စိတ်ကူးနဲ့ပေါင်းပြီးဖန်တီးခဲ့တယ်လို့ဆိုပါတယ်။တရုတ်မှာတော့ဒိုင်နိုဆောရုပ်ကြွေးတွေကိုငကားအရိုးလို့ယုံကြည်ခဲ့ကြပါတယ်။ဒါကြောင့်ပဲငကားဆိုတာကိုတကယ်ရှိခဲ့တယ်လို့စဉ်းစားလာကြတာလည်းဖြစ်နိုင်ပါတယ်။မြန်မာတွေရဲ့ရည်ကြီးမှုထဲမှာငကားဟာတောင်သူနှအဖြစ်လေးစားခံရပါတယ်။ပကံကာလကလေးကစလို့ငကားပုတ်ရွေးတွေကိုဖျားတွေမှာမြင်တွေ့ရတတ်ပါတယ်။နတ်ကွေးတွေအနေနဲ့ရုပ်တုတွေနဲ့တကွငကားနတ်ပုတ်ရွေးများလည်းတွေ့ရပါတယ်။မိုးအရေးတောအရေးနဲ့တဘဝနဲ့ပတ်သက်တဲ့အရာတွေမှာလည်းငကားကိုများစွာယုံကြည်ကြပါတယ်။ပကံမြို့အနားကဖျားပုတ်တို့တွေအတွင်းမှာငကားနတ်ပုတ်ရွေးများရုပ်တုများနဲ့ဗုဒ္ဓရုပ်ပုံအပြင်ငကားနဲ့ပတ်သက်တဲ့စာအုပ်ထဲကပုံရိပ်များကိုလည်းတွေ့နိုင်ပါတယ်။ငကားဟာအံ့ဩဖွယ်ရပါပဲ။တမရဘယင်များထက်တင်ထားတဲ့သတ္တဝါတစ်ခုလည်းဖြစ်ပါတယ်။ငကားဟာတကယ်ရှိခဲ့တယ်လို့မင်းထင်လား။ဒါမှမဟုတ်လူသားတွေရဲ့စိတ်ကူးရင်တက်တက်ပဲလား။မင်းရဲ့အမြင်ကို comment မှာရေးဖို့ဖိတ်ခေါ်ချင်ပါတယ်။ဗီဒီယိုကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုကိုသဘောကျရဆိုရင် like share နဲ့ subscribe တို့လုပ်ဖို့မမေ့ပါနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံဖို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်